လာပါရှင်နော်ဒီနေ့ပေါ့နော်28ရက်3လ2026ရက်နေ့မှာဆိုလို့ရှိရင်နောင်တာပြင်းမဲ့လူသားများအဖွဲ့ရဲ့ဖဲ့ကန်ရှင်ကိုဆိုင်ဖြိုးဝေရနေပြီးတော့ပေါ့နော်သူ့ရဲ့အဖေကပေးတဲ့မုံဘိုးကိုပေါ့နော်ကလေးတွေအတွက်ကစားစရာအယုတ်တွေကိုဝယ်ပေးဖို့အတွက်ပေါ့နော်ဆီယမရွှေကျူးကနေတဆင့်ကူညီမှုမှတ်တမ်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ဒီခုလိုကူညီလူတန်းပေးပါတော့နောက်ထပ်ပြင်းမဲ့လူသားများရဲ့အဖွဲ့ရဲ့ပဲကိုင်းရှင်ကိုဆိုင်ဖြိုးဝေစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အတူနေ့ရက်တိုင်းချင်းမှချင်းအခွင့်နဲ့အတူအလောက်ကိုင်းခွန်လန်းများဆင်ပြေတာပေါ့နော်။အများအတွက်အကျိုးပြုနိုင်တော့နိုင်ငံသားကောင်းရနာတစ်ပါးပြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးအပ်ပါရှင်။ဟုတ်ကဲ့အကိုကြီးကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ကဲဟာဆိုင်ကယ်ပါပေးပါဆိုဆိုင်ကယ်ကြတော့မယူကြဘူးအယုတ်ယူတန်းစီနေကြတာအဲ့လေချင်းနေရောပိုက်တယ်ရောဟဲ့အကားယုံနဲ့လူဩအယုတ်ဆရာမအယုတ်မဝေသေးလို့စောင့်နေတာဩဟုတ်ပါပြီဟုတ်ပါဆရာမရေဝေပါတော့လာလေးစက်တိုက်လာလေးပေါ့ဘောလုံးနဲ့ဘောလုံးနဲ့ဟုတ်တယ်မလားပြီးလို့ရှိရင်ခဏလေးပါတခြားမှာပြင်းပြီးမယ်လာမောင်ဒီလေးလာပါတော့ဒီလားသူကတင်းနေမှာတဲဦးကိုမှာတဲ့ကျူဒါလေးလေးအများကြီးပြရတာကလေးကစားထားရုပ်တရားပူဆိုတာမုံရမှာမလိုက်နိုင်တော့လေရားတဲ့စီကဝေတာဆိုတော့ပူကပူတာပုံကြစိတ်အများရောင်းမြန်ရုပ်လားရောင်းမြန်ဟုတ်ဘူးဆက်ကျအေးထိုင်ရတာဒီလိုလားရောင်းမြန်ကြီးစမရောင်းမြန်ခုနကတော့သမီးဒီလိုလောက်တာဟုတ်ပါလေဟုတ်တယ်အဲ့ဒါအိုဒီမေလာဒါလေးလာခါတဲ့ဝတ်မှာလားအကြီးကောင်နေတော့သူတို့ကတော့ချင်းခတ်ဘောလုံးနေဟိုဟာဒီဝှစုံနေရတာနဲ့တခါတည်းကိုတန်းပြီးတော့ကျမဒါတွေသိမ့်ရတယ်သိမ့်လိုက်တော့ဆိုဟာဟိုဒီတို့ဆီယမလေးတွေကိုလေဆီယမတွေကိုလေဝှစုံလေးတွေဝေအောင်မယ်ဟုတ်ကဲ့ကျွန်တော်ပြည်သူမြစ်တာစစ်ဆောင်စခန်းတစ်မှာရှိတဲ့ဆရာဆရာမတွေကိုဒီအဝတ်အစားတွေနဲ့ဘုံဝေးတွေပြီးတဲ့ဆရာမရွှေကြီးမှတစ်စင်းနောင်တာကင်းမဲ့လူသားများအဖွဲ့အစည်းပဲ့ကန်စီကိုဆိုင်ကျိုးဝေမှလူတန်းတာဖြစ်ပါတယ်လူတန်းပြီးတဲ့အတွက်နောင်တာကင်းမဲ့ပဲ့ကန်ရှင်လူသားများပဲ့ကန်ရှင်ကိုဆိုင်ကျိုးဝေတယောက်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေစီးပွားလဲလာပါတွေတနေ့တခြားတိုးတက်ပြီးတော့ညာအကျိုးတွေကိုဒီထက်မကပို့ပြီးတော့ထမ်းဆောင်နိုင်ပါစေလို့ဆုတောင်းမြတ်တာပို့တာရပါတယ်ခင်ဗျ